နဲ့သာဆိုရင်ဘယ်လိုပင်ဝေးစေလိုက်မှာပဲမြေမခွေရှင်သူနဲ့သာဆိုရင်ဘယ်နာလဲမွေးတဲ့လမ်းဝင်ခြေတွေမဆုံးလာမိုက်တော့ညတွင်စံရည်ပင်ပူလောင်မိရန်တွင်လာဆိုတာရှင်မတွေ့တော့ခဲခဲလာစေရှောက်ချင်တယောက်ကိုတယောက်တွဲလို့တသက်မခွာမခွဲစင်လက်ကိုခိုင်ခိုင်ရှင်းမင်းသူနဲ့သာဆိုရင်တဲ့မကချင်ချင်ရန်လို့ယူရအောင်တဲ့ခင်တရားမရှိရင်တရားတွင်နေနိုင်အောင်စိတ်မှာပဲဆိုရင်ဘယ်လိုပင်ဝေးစေလိုက်မှာပဲမြေမခွေရှင်သူနဲ့သာဆိုရင်ပန်းနာလဲမွေးတဲ့လမ်းဝင်ခြေတွေမဆုံးလာမိုက်တော့ညတွင်စံရည်ပင်ပူလောင်မိညံတွင်လာဆိုတာရှင်တွေ့တော့ခဲခဲလာစေရှောက်ချင်တယောက်ကိုတယောက်တွဲလို့တသက်မခွာမခွဲစင်လက်ကိုခိုင်ခိုင်ရှက်မင်း